cái ăn đâu làm rồi nó cái ăn thâu tiền tiệm mà cái ăn thâu làm phá luôn cả tôi definition tiệm sinh ra gì mà nó nhìn đi thèm được nhớ sinh mềm tôi cũng ăn say này cái ăn thâu để được rồi vô luôn vậy ăn say này bị vô rồi màဟုတ်လားတရားအထုတ်တယ်လို့အဓိပ္ပာယ်မပေါ်သေးဘူးအဲ့အဆင့်မရောက်သေးဘူးတရားအထုတ်တာအဓိပ္ပာယ်တက်လာရှိအထုတ်တဲ့စိတ်ကတရားစိတ်ဖြစ်ရမှာဟုတ်ပြီနော်အတိရှိရမယ်ဉာဏ်ပါမယ်အတိရှိရမယ်ဉာဏ်ပါမယ်အထုတ်တဲ့စိတ်ကကုသိုလ်ဖြစ်ရမယ်တရားစိတ်ဖြစ်ရမယ်အဲ့မှာတရားအထုတ်တဲ့စိတ်ရောက်ကောင်းတဲ့စိတ်မှန်တဲ့စိတ်ဟုတ်တဲ့စိတ်ဖြစ်ရမယ်နော်အဲ့တော့စိတ်ကြောင့်တော့ဒီမှာဖြစ်တယ်တရားအထုတ်တယ်ဆိုစိတ်အလုံးစိတ်ရဲ့အလုံးခန္ဓာကိုယ်အလုံးမဟုတ်ဘူးရုပ်အလုံးမဟုတ်ဘူးအာယုံရဲ့အလုံးမဟုတ်ဟုတ်ပြီနော်ဒါတော့သိတယ်နော်အာယုံဆိုတာလူကြောက်အာယုံဘယ်နှပါရှိလဲအာယုံဆိုတာအဓိပ္ပာယ်နဲ့သိရမှာတရားအထုတ်တဲ့နေရာမှာနှစ်ပိုင်းသိရမှာအာယုံပိုင်းနဲ့စိတ်ပိုင်းအလုံးလုံးတဲ့စိတ်နဲ့အရှုခံနဲ့တိခံနဲ့အာယုံပိုင်းအဲ့တော့အခုပြောနေအလုံးလုံးတဲ့စိတ်အာယုံကအလုံးမလုံးဘူးနော်ဟုတ်လားစိတ်ကအလုံးလုံးပါလိမ့်မယ်အဲ့အလုံးလုံးတဲ့စိတ်ကတရားစိတ်ဖြစ်ရမယ်ကုသိုလ်စိတ်ဖြစ်ရမယ်ကောင်းတဲ့စိတ်မှန်တဲ့စိတ်ဖြစ်ရမယ်အားမထုတ်ပါရဲ့အဲ့စိတ်ကမတရားစိတ်ဖြစ်နေဘုကြီးမိကြဘူးနော်မတရားထုတ်ဘူးလားအမြဲဖြစ်နေတာဟမ်မတရားတော့အမြဲဖြစ်နေတာပဲဗျာအေးအဲ့ဒါပြောနေလို့မတရားထုတ်တယ်တရားတစ်ဖြစ်အာမထုတ်တတ်ပဲနဲ့အာထုတ်ရင်နော်တရားတစ်ဖြစ်အာမထုတ်တတ်ဘူးအာထုတ်တယ်ဆိုရင်မတရားပဲအာထုတ်မှာပဲအဲ့တော့မတရားအာထုတ်တယ်ဆိုတာဘာကိုပြောတာလဲအရင်သဘောပေါက်ရင်တရားအာထုတ်တာနားလည်လာလိမ့်မယ်ဟုတ်ပြီနော်မတရားအာထုတ်တာပါလေဘာကိုမတရားအာထုတ်တယ်ခေါ်လဲလောဘဒေါသမောဟအေးအာထုတ်တဲ့စိတ်ကလောဘနဲ့အာထုတ်တရားအာထုတ်တယ်ခေါ်မှာဒေါသနဲ့အာထုတ်ရောမောဟနဲ့အာထုတ်ရောဒီကောအခြေကြီးပဲဒီမောဟနဲ့အာထုတ်တာလူတိုင်းကြီးတယ်လောဘနဲ့အာထုတ်တာဘာလို့လောဘနဲ့အာထုတ်တာဘယ်လိုသဘောပေါက်လဲတရားအာထုတ်နေလောဘဖြစ်နေတယ်ဆိုတာလူကြားရင်တော့သိမကောင်းနော်စဉ်းစားကြည့်ဝင်နေထွက်လို့ရှုတယ်လို့ဆရာတော်ကဖုန်းရပြီးတော့ဖောင်းလာပိတ်တာရှုဝင်နေထွက်လို့ရှုကိုကမမြင်ဘူးမမြင်ဘယ်လိုရှုလဲအနည်းလိုက်ချာလားတင်းတိုင်းအဲ့ဘာစိတ်နဲ့ချာလဲအခါလေးတွေ့ပြီဝမ်းတာဝါအောင်နောက်ထပ်တွေ့ချင်တယ်ဆိုရောသဘောပေါက်လားတရားအထုတ်နေဖြစ်နေတာလောဘဒေါသစိတ်ကိုမသိလို့မရဘူးတော့အဲ့တော့မတရားစိတ်ဆိုတာစိတ်ကိုသိမှပြန်ပြန်စစ်ရတယ်ပြန်ပြန်စစ်ရတယ်ဟုတ်လားဘာလို့လဲဆိုတော့ပုထုဇဉ်ဆိုတာကကိလေသာအားကြီးတယ်လို့ပုထုဇဉ်လို့ခေါ်ဟုတ်လားမလားလောဘဒေါသမောဟအားကြီးတယ်အိမ်မှာနေလို့ကအားမထုတ်ကြဘူးလားလုပ်ကြရမလားအလုပ်တွေလုပ်တယ်မလားအားကုန်လုပ်တယ်နော်ဘာစိတ်နဲ့လုပ်တယ်အဲ့ဒါနဲ့အကျင့်ပါနဲ့စိတ်ကအားဆိုင်လိုက်ရင်လောဘဒေါသမောဟနဲ့အားဆိုင်လာတာအဲ့ကြောင့်ပြဿနာကြီးတော့ရှုပ်တယ်ဟုတ်လားအိမ်မှာနေချမ်းသာတာစိတ်ညစ်လားဟမ်စိတ်ညစ်တယ်ဩအေးဟုတ်တယ်အဲ့ကြောင့်ရိတ်တာပြင်းပြင်းပြန်တယ်အဲ့တော့အားဆိုင်ရင်လောဘဒေါသနဲ့ပဲလုပ်တာများတယ်ဘာလို့အကျင့်ပါလဲဘာလို့ငယ်ငယ်တည်းကအခုတည်းလိုချင်လို့လုပ်ခဲ့တာမချင်နဲ့လို့လုပ်ခဲ့တာဟုတ်လားမချင်နဲ့ကံအောင်ထုတ်လိုက်တယ်ဟုတ်လားဒါနဲ့ပဲလုပ်လာတော့နောက်မောဟတော့အမြဲပါနေပါအဲအကျင့်ပါနေတယ်လုပ်ပြီဆိုတာလေတရားလာအထုံလို့ရတရားအထုံမှာခဏရက်ထားခဲ့တာဘရိတ်ပုတ်ထားခဲ့တာမလောနဲ့ရိတ်တာလာပြီးစော်မယ်လို့မလုပ်နဲ့သိလားရိတ်တာလာပြီးစော်မယ်လို့ကိလေသာအထုံတာဖြစ်နေနော်အဲအထုံတော့မလောပါနဲ့အရင်ဆုံးဘယ်လိုအထုံမလဲဆိုတာလေအရင်သိအောင်လုပ်ထားပါဟုတ်နော်ဘယ်လိုအထုံအောင်အထုံတာဘယ်လိုတဘာဝရရှိတယ်ဘယ်လိုစိတ်ထားနဲ့အထုံအောင်လဲဘယ်လိုသဘောထားနဲ့အထုံအောင်လဲဒါလေးသိပြီလားမသိသေးလေ့လာပါလေ့လာလိုက်နေလိုက်များလိုက်ပြီးတော့မှအထုံအဲ့လိုမှလာမှာအဲ့တော့သိတာနဲ့ကျင့်တာဘယ်ကောင်းမှုအရေးကြီးလဲသိမှကျင့်လို့ရမှာမသိဘဲနဲ့ကျင့်ရင်အပြစ်တောင်ဖြစ်တယ်နော်အကျိုးမရတဲ့အပြင်ယူသွားတယ်ဆိုတော့အဲ့ဒါကြောင့်တရားယူတာမဟုတ်ဘူးအဲ့မတရားလို့ယူတာတရားဆိုအယူတော်ပြောတာဘာသာရေးတစ်ချက်ပဲတတိထားပါလို့ပြောလိုက်တယ်မှန်တော့လားနော်အားထုတ်ရင်းနဲ့ယူတယ်ဆိုတော့ဘာကြောင့်လဲမတရားအားထုတ်ကြလို့ပါ
လိုချင်စိတ်နဲ့ဖြစ်ချင်စိတ်နဲ့မျောလင်းချင်တော့ဘယ်လိုဖြစ်အောင်လုပ်လိုက်မလဲတကုံအားထုတ်တာဘာမြောင်ဘာမြင်ဘယ်လိုမြောင်လေးဒီလိုမြောင်လေးစုခိုင်းပြီဆိုအဲ့လူယောဂီတွေသွားပြီးလှုပ်တော့မှာဆိုတော့အဲ့တော့သူကဘာဖြစ်အောင်ချိခိုင်းတာမပါတော့ဘယ်လိုလုပ်မလဲဆိုတော့ပဲပြောတော့ဟုတ်ပြီနော်လုံတဲ့ဖက်ကအကြောင်းကိုပို့ဆွေးနွေးမယ်အဲ့အကြောင်းပဲပို့ပြောဖြစ်တဲ့ဖက်ကအကြောင်းသိမပြောတော့ရပါမနော်အဲ့တော့ဘာစိတ်နဲ့လုပ်လဲဟောလောဘနဲ့လုပ်တာတော်ဘောပါပြီနော်ဒေါသလုပ်တာကျတော့အာမရတဲ့ခါမျိုးလုပ်တတ်တယ်မောဟနဲ့အားထုတ်တာပို့ဆိုးတယ်ထင်ညာထင်ပြီးလျှောက်လုပ်ဟိုလူကဒီလိုပြောအဲ့အမြောင်လိုက်လုပ်ကို့အထင်နဲ့ကို့အတွေ့ကို့တတ်မှတ်ချက်နဲ့ကိုစော်နေတာလေအဲ့မောဟပြီးတော့ရန်တမ်းလုပ်တယ်ထင်ချင်းလို့ထင်တယ်မသိရဲစော်ပါဆွတ်လုပ်တယ်အဲ့လိုမျိုးကဒေါသမောဟနဲ့လုပ်တယ်အဲ့တော့ဒီမှာအားစိုက်တာကိုမတုံးတော့ဘူးစိုက်မရှိဘူးထိမ့်မရှိဘူးလုံမရှိဘူးချုပ်မရှိဘူးနော်ဘာဖြစ်လို့လူတွေအားရတော့စိုက်လိုချင်လို့ပေါ့လိုချင်အားရအများကြီးစိုက်ပြီမချင်နိုင်ရင်အားရအများကြီးစိုက်ဘာလို့မှမသိရန်တမ်းပြီးစိုက်တယ်အဲ့တော့ဒီတရားလာအထုတ်တော့မယ်ဆိုအဲ့ဒီအားစိုက်ပြီးတုတ်တာကိုစူးစိုက်တာအရန်စူးစိုက်တာမလုပ်ပါနဲ့တော့နော်ဒီမှာစိုက်ကြည့်တာမတုံးတော့စောင့်ကြည့်တာတုံးဟုတ်လားစောင့်ပြီးအေးဆေးလေးစောင့်ပြီးအဲ့တော့တရားထုတ်တဲ့ရုပ်ရောစိတ်ရောမပင်ပန်းပါလေတရားထုတ်နေစိတ်ညစ်ဘူးလားအဲ့စိတ်ညစ်လောက်အားထုတ်လို့အဲ့စိတ်ညစ်အောင်အားမထုတ်ပါဘူးနော်စိတ်ညစ်ပြီဆိုလို့မတရားအားထုတ်လို့တေးကြတယ်တရားအားထုတ်လို့လူပင်ပန်းစိတ်ပင်ပန်းဖြစ်လာရင်လေရပ်ပလိုက်တော့ဆက်မလုပ်ပါနဲ့အလကားပဲဟုတ်လားမားနေလို့ဒါမှမဟုတ်မပြည့်စုံလို့လူလိုနေလို့အဲ့ပြန်စစ်စစ်ရမယ်ဟုတ်ပြီနော်အဲ့တော့ကိုယ်ပင်မစိတ်ပင်မဖြစ်အောင်အားမထုတ်ပါနဲ့ကိုယ်တက်တက်တာရှိရမယ်စိတ်တက်တက်တာရှိရမယ်ဟုတ်ပြီနော်အများစိုက်ကြမလို့အဲ့အောင်ပြီးတော့ထားတော့အားစိုက်တာမသုံးတော့ဘူးနော်ဒီမှာဒီကိလေသာနဲ့ဆိုမှအားစိုက်တာအဲ့တော့စောင့်ကြည့်တဲ့သဘောကိုပြောမယ်အာယုံက6ခုရှိတယ်ပြောပြီးအာယုံကဖြစ်အောင်လုပ်ရလားလုပ်ပေးဖို့လိုလားမျက်စိကောင်းတယ်မလားငါကောင်းတယ်မလားလေတော့မဖြတ်ပါဘူးအဲ့တော့အာယုံလေးရှိမနေဘူးလားသူ့ကိုပွားဖို့လိုလားအားထုတ်ဖို့လိုလားမျိုးဖွင့်တာနဲ့မြင်တာရှိနေပြီနားကောင်းရင်ကြားနေတာရှိနေပြီအဲ့ဒါကိုအားထုတ်ကြလို့လားကဲအားထုတ်ရမှာပဲပဲစိတ်ဘက်ကအာယုံလုံးမဟုတ်တော့ပေါ်ပြီနော်စိတ်လုံးတော့ပေါ်လာပြီနော်ကဲထိုင်လက်တစ်ဖက်လောက်ချလိုက်ထိမသိလားသိချပြီလားသိချပြီလားလို့ဘာလို့မေးလဲပြီလားအလကားမေးတာမဟုတ်သိချပြီလားလို့မေးဘူးသိချလို့သိချနော်ကဲဘာဖြစ်လို့သိလားထိနေလို့သိတာထိလို့သိတာကြည့်နေလို့ပြောတင်တယ်လို့ကပြောပညာရှင်းပြကြည့်နေလို့သူကပြောတယ်ထိလို့သိတယ်ပြောတယ်လို့ရှိတယ်ဒါသူ့ဉာဏ်မီတော့ပေါ့နော်သူ့ level လောက်ရှိတယ်သိကျင်လို့အာရုံဘက်ကို view စိုက်တဲ့လူကထိလို့သိတယ်ထင်တာကဲလက်ကတော့ထိနေပြီနော်စိတ်ကရှောင်းစဉ်းစားကြသိမလားသိပါဘူးဘာလို့သိလဲဆိုတော့စိတ်ကဒီကိုလာပြီးအာရုံပြုတ်နေလို့တတိရှိနေလို့သိတာဟုတ်ပြီနော်ထိနေလို့သိတာမဟုတ်တော့ဟုတ်ပြီနော်ဒီအာရုံစိုက်လို့တတိထားလို့သိတယ်အဲ့လိုဆိုရင်အဲ့တတိထားလိုက်တော့ကိုယ်ကိုသိလားကိုယ်တတိထားနေပါလားဆိုတာသိပါတယ်ကိုသိမှတတိထားမိတာကိုမသိတော့တတိထားမိဟုတ်ပြီလေသိနေပြီလေအဲ့တော့တတိထားနေတာကိုကိုယ့်ကိုမြင်တာမမြင်ဘူးလားသိတယ်မသိဘူးလားနေလာထားပါတော့မသိဘူးလားတတိထားနေတယ်ဆိုတော့ကိုသိလားသိပါတယ်ဟုတ်ပြီနော်အဲ့တတိထားနေတာဘာကြီးလဲစိတ်ပဲစိတ်ကအာယုံဆိုင်တယ်တတိထားရဲ့အာယုံဆိုင်တယ်အဲ့အလုပ်တော့သဘောအတူတူပဲကိုအာယုံဆိုင်နေမှကိုသိရနော်ဗမာလိုမျိုးပြောရင်တော့စိတ်ကလက်ရောက်နေတယ်ပေါ့ကွာအမှန်အဲ့အပြောမှားနေတယ်စိတ်ကလက်ကိုရောက်သွားတာမဟုတ်ဘူးအာယုံဆိုင်တဲ့အလုပ်လုပ်နေတာဒါပေမဲ့လူတွေပြောရင်တော့နားလည်အောင်ပြောတော့စိတ်ကလက်ရောက်နေတယ်ဆိုရင်လူတိုင်းနားတယ်ဟုတ်ပြီနော်တတိထားနေတယ်လက်ကိုတတိထားနေကဲအဲ့အောင်ခြေတော့ရွှေ့လိုက်ရင်ရမှာရပါဘူးရအောင်နော်ခေါင်းရွှေ့လိုက်ရင်ရမှာရွှေ့တာပါလေစိတ်ကရွှေ့မှသိတယ်ကွာ
ထိပါတယ်ပေါ့ အဲ့ဒါစိတ်ကိုနည်းနည်းမြင်လာပြီနော်တတိထားတာစိတ်ခုနအာရုံညွတ်တာကစိတ်ညွတ်တယ်ဆိုတော့ချွေတာလေချွတ်ပြီးတော့ညွတ်တာညွတ်တဲ့သဘောတိတဲ့သဘောအဲ့တော့လူတိုင်းမှာစိတ်ရှိလားရှိမှဘယ်လိုလုပ်ပြီးသိလဲစိတ်ရှိတယ်ဆိုတာကိုဘာကိုကြိုက်ပြမှာလဲ experience ရှိရမှာပေါ့ဟုတ်တယ်မလားအဲ့ experience ပေါ်လို့ပြောတယ်လေတတိထားနေတာ experience ပေါ့နော်တတိထားနေတာပြန်ပြီးတော့ဒါစိတ်ပဲဆိုဒါတွေ့လို့စိတ်ရှိတယ်ပြောနိုင်တာပေါ့အဲ့တော့နောက်ပါရှိသေးတယ်စိတ်ရှိမှသိအောင်ခိုင်းနေစိတ်ဆိုစကားပြောတာပေါ့နော်ညံလားတဲ့ဟုတ်ပြီအာရုံကြောင့်အဲ့ဒီလည်းပဲလို့ခံစားမှုရှိလားအဲ့ဒီမှာမခံစားဘူးလားဝမ်းသာဝမ်းနေမဖြစ်ဘူးလားဖြစ်ပါတယ်အဲ့ခံစားမှုရှိလို့စိတ်ရှိတယ်ပြောနိုင်တာပေါ့ဟုတ်တယ်မလားစိတ်ရှိလို့ခံစားနေရတယ်လေအဲ့ခံစားမှုရှိလို့စိတ်ရှိတယ်ပြောနိုင်တယ်နော်ဟောလောဘရှိလို့သိနိုင်တယ်ဒေါသရှိလို့အဲ့ခံစားမှုလောဘဖြစ်ရင်ကြိုက်ဒါမျိုးနဲ့လောဘရှိမှမလို့သိလေခံစားမှုရှိတယ်လောဘဖြစ်လာရင်ဆင်းရဲတဲ့သဘောဖြစ်ဒါပဲလားစိတ်ကမတွေးဘူးလားတွေးပါတယ်အဲ့တွေးပေါ်ရင်လို့အတွေးရပါလေကြံစီတဲ့စိတ်ပါကြံစီတဲ့စိတ်ကစိတ်မတွေးဘူးလားတကုံတွေးနေတာကွာအဲ့မှာအဲ့တွေးရဟာစိတ်လို့သဘောပေါက်ဟုတ်ပြီနော်အဲ့ဒါတွေးဖို့ကြည်ကြံရမယ်စိတ်ရှိမှသိတယ်ရုပ်ကတွေးတတ်လို့လားတွေးမှသိလို့စိတ်ရှိတာခံစားမှုရှိလို့စိတ်ရှိမှသိတယ်နောက်ခုနပြောအလုံးလုံးတဲ့စိတ်တွေရှိတယ်အာရုံစိုက်တာရယ်နောက်ကျွတ်တာရယ်နော်အဲ့လိုဆိုရင်စိတ်ကိုနည်းနည်းတိလာပြီလို့ကအတရားအထောက်အဆင်ပြေပါလေအဲ့တော့ဒီမှာဒီစိတ်ကိုတိလို့ရရင်တတိထားတဲ့စိတ်ကိုယ်ကိုပြန်တိလို့ရရင်အဲ့စိတ်ကိုတနေလုံးလိုက်မေးပါလားအဲ့စိတ်မလုပ်တတိထားနေလားအဲ့လိုမေးလိုက်ရင်တတိယရောက်လာဟုတ်ပြီနော်အဲ့တော့ကိုယ့်ကိုပြန်ကြည့်လိုက်ပြန်ထိုင်နေတယ်ဒီကုလုံးကိုယ့်ကိုပြန်တိနေလိုက်ဘာတိလို့ရဒါရဲ့တိလို့ရတာခန္ဓာပဲဖြစ်ဖြစ်စိတ်ဖြစ်ဖြစ်ဒါဖြစ်တိရပြောဘာတိလဲထိုင်တာထိတာထိလို့ရတယ်ငြိမ်တာထိလို့ရတယ်ကြားတော့ထိလို့ရတယ်အခုအာရုံချက်ပါလို့ကြားမှတိတယ်နော်ကုမှတိတယ်နော်ထိမှတိတယ်နော်ထိုင်နေမှလည်းတိတယ်နော်ဒါတိဖို့ဘယ်လိုအားဆက်လိုက်ရမဆက်ရတိတိထားလဲစူးစိုက်စရာလို့လားကာလီတို့ကကြည့်နေတယ်တော်ပြီဒါတော့လုံလောက်ပြီအားမဆက်ရဘူးဒါကြောင့်ပြောတာပင်မောင်းမခိုင်းဘူးတော့ဒီမှာပင်မောင်းဘယ်တော့မခိုင်းဘူးခိုင်းထွက်ပြီးတော့မှဆိုလို့ဟုတ်နော်ခက်အောင်လည်းမခံခက်လားကိုယ့်ကိုပြန်သိတာခက်လားပင်မလားခက်ဘူးတနေ့လုံးမနေနိုင်ဘူးလားအဲ့လိုဆိုမနေနိုင်ဘူးလားနေနိုင်ပါလေဟိုစူးစိုက်တဲ့ခါမျိုးဆိုတနေ့လုံးနေကြည့်ပါညနေဆိုအားကုန်ပြောက်ဒေါင်းနေပြီပင်မနေပြီအဲ့တော့ဟိုလိုအားထုတ်ရင်တရားများတက်မှာကြာတယ်မနေ့ဆွဲတင်နေရတာဟုတ်လားဒီလိုလားအားထုတ်လို့တနေ့လုံးအားထုတ်နိုင်တယ်ဆိုဒီဘယ်လိုထင်မလဲဟာအားထုတ်ကပျော်လာလေဟုတ်ပါလားနိုင်တယ်လို့ပဲတိနိုင်တယ်လို့ပဲတိအများကြီးအသေးစိတ်တွေတိစရာမလိုဘူးခက်ချမ်းချမ်းကိုထိုင်နေတာကိုတိလုံလောက်တယ်ရမလားအဲ့တိနေတာလေးကိုကိုတိနေတာလေးကိုကြာလုပ်ဖို့ဒါပဲအရေးကြီးတယ်ဟုတ်ပြီနော်ကြာလုပ်ဖို့နော်အချိန်တိုင်းလုပ်ဖို့နော်အဲ့တော့တရားထုတ်ခြင်းပဲခြင်းတယ်မနဲ့အဲ့ရနိုးတဲ့ညအဲ့ရဝင်တဲ့တရားထုတ်ခြင်းစိတ်ကအလုပ်ရှိတယ်အားမထားဘူးဒီမှာလူလာပင်မိုင်းနားရင်နာစိတ်ကတော့အနာမပေးဘူးဘာလို့အနာမပေးလဲသိလားအနာပေးလိုက်ရင်တတိရှိနေတော့အနာပေးပါဖြစ်မှာဒီလေးသားလာတော့မှာအဲ့ကြောင့်အမြဲမနာအားထုတ်ခိုင်းတာဟုတ်ပြီနော်ရမယ်လို့ပြောတာမဟုတ်နော်အားထုတ်ကတတိဆက်ဆက်ဖို့မဖြစ်နိုင်ပါဘူးအဲ့လိုအချိန်မှမရှိသေးပဲဟုတ်ပြီနော်ဒါပဲကြိုးစားဖို့ပဲပြောရတာပါဟုတ်ပြီနော်အဲ့တော့အားဆိုင်ကြမလို့ဘူးကိုသိနေရတယ်ကိုမှဖြစ်ဖြစ်စိတ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်သိနေရတယ်အဲ့ဒါကြီးကြာလုံးပါလူရဲ့စိတ်ဆိုတာဓာရ6ပေါက်ကလေးတစ်ဆင့်အပြင်းအာရုံပြုညားတယ်အခုအဲ့ဟာကိုဒီဘက်လှည့်ပြီးတော့အဲ့ဓာရငါ့ကိုပြန်ကြည့်ဒါပဲဒီရေဒါကိုဒီဘက်လှည့်လိုက်ကွာဘယ်လောက်ထူးဆန်းလဲဆိုလူတွေကမျက်လုံးတော့ဖွင့်ထားတယ်မြင်မှမသိဘူးမြင်လုံးတော့ဖွင့်ထားတယ်မြင်လို့မြင်မှမသိဘူးကြောင်တောင်ကန်းဆိုတော့အဲ့ဟာသိထူးတယ်နော်မြင်လုံးတာဖွင့်ထားတယ်ဘာလို့မြင်နေမှမသိလဲဆိုရင်ကြည့်နေလို့ကြည့်ပြီဆိုတော့အပြင်းဟာကိုကြည့်နေအပြင်းဟာကိုကြည့်ရင်ဒီမှာဖြစ်နေတာကိုသူမသိတော့မကြည့်ဘာမှမကြည့်ဖို့မကြိုးစားလိုက်နေကြည့်မြင်တဲ့သဘောကြီးပေါ်လာလိမ့်မယ်သဘောပေါက်လားဟုတ်ပါမြင်တဲ့အာရုံကလိုက်ရှာကြလို့လားနှာခေါင်းမှာရှာနေရတယ်ကွာ
ဝေဒနာထွက်တာလိုက်ရှာနေရတယ်ဖောင်းတာပိတ်တာအတင်းလှုပ်ရှာနေရတယ်ဒီအာယောရှာရလို့ဝေဒနာထွက်နေတဲ့မြင်တာနဲ့ဘယ်ဖို့ထင်ရှားလဲဒါပေမဲ့မချွမ်းကြည့်ဘူးအခက်ဆုံးပဲမြင်နာရဲ့စကားပြောတာကြည့်တဲ့အချိန်မှာစကားပြောတဲ့အချိန်မှာတတိထားဖို့အခက်ဆုံးဘာကြောင့်လဲအလေးချင်းမရှိလို့တရားထိုင်ပြီဆိုတာနဲ့ဘာသာလို့လဲမြင်လို့ရင်မိတ်တယ်ဒီမြင်တာကိုအာယုံလို့ဘာလို့နားမလဲအတားတော့အာယုံလို့ယူတယ်နှာခေါင်းထိတာတော့အာယုံဘိုက်ဖောင်းတာပိတ်တာတော့အာယုံဘယ်မြင်တာကြတော့အာယုံလို့ဘာလို့မနားမလဲကြားတာတော့ရရတာနဲ့မြင်တာကြဘာလို့နားမလဲမယူတဲ့ဘူးလားသဘောပေါက်တဲ့ဘူးလားတက်တာဘောတရားအထုတ်ပြီးတော့ဓာကြီးလိုနေတယ်လို့ဘယ်လိုဖြစ်မှာလဲဒီတွား6ခုလုံးကျွမ်းကျင်ရမှာနားလေတယ်ဆိုအဲ့ဒါပြောတာတခုခုအာယုံတခုအာယုံနဲ့တဘာဝနားလေအကုန်နားလေဒါပေမဲ့အလေးကျင့်နေတော့ဒီမြင်အောင်တစ်ခါမှအာမထုတ်တဲ့အခါကျတော့ကြည့်တဲ့အခါမြင်တဲ့အခါအာမထုတ်တဲ့အခါကျတော့နေတဲ့အခါကျတော့သူကမချွမ်းကျင်ဘူးအဲ့အိမ်ရောက်ပြီဆိုမကြည့်ပဲနေလားကြည့်ပြီးကုန်ပြီပေါ့ကြည့်လိုက်ပါဖြစ်ကြည့်လိုက်တာအဲ့ရိတ်တာပါတမာတိလားကြောက်အဲ့ကြည့်တာဟောလေးချင်းလုပ်ပေးပါအပြင်မှာအားထုတ်လို့ရတာဒီကောင်အရေးကြီးတယ်တနေ့လုံးမျိုးလုံးကဖွင့်ထားတာဟုတ်လားဗျတခြားအာယုံရှာကြမရှိဒီအာယုံလေးယူလိုက်ပါရှာကြမလို့ပေါ့အော်မြင်းနေတယ်ဒါလေးတတိထားမရဘူးအာယုံအကြောင်းပြုပြီးတော့တတိတမာတိဉာဏ်ဖြစ်အောင်နေတာတရားထုတ်တာပဲဟုတ်ပြီနော်အဲ့တော့ခုနကပြောဒါလည်းဟိုတိတာထင်ရှားတဲ့အာယုံတွေကိုအရင်ယူမှာပေါ့ဘာဖြစ်လို့တိမ်တိမ်မွေ့မွေ့ခက်ခက်ခဲခဲအာယုံတွေလိုက်ရှာမှာလဲအရေးကြီးတာကအယုံကအရေးကြီးတာလားစိတ်ကအရေးကြီးတာလားစိတ်ဘက်မှာတတိရှိအောင်လေ့ကျင့်နေတာလေဟုတ်လားအာယုံမြင်ဖို့တစ်ထက်စိတ်မှာတတိရှိဖို့အရေးကြီးတယ်အဲ့တော့အားစိတ်ကြမလို့ဘူးနော်ခန္ဓာကိုယ်မှာဘယ်အာယုံနဲ့စရပါလဲဒါရ6ခုလုံးရှိတယ်ဒီခန္ဓာကိုယ်ကတော့အများဆုံးဖောတ္တပအာယုံကတော့အခြေဆုံးပဲဒီမြင်တာလည်းအထင်ရှားတယ်မြင်တာကြားတာဘာနဲ့စရတယ်ခန္ဓာကိုယ်ဖြစ်နေတာဘာတိတိရတယ်အာယုံမဲမှာဆိုလို့ဝင်နေထွက်နေနဲ့ဖောင်းတာပိန်တာနဲ့ဘယ်အာယုံပုံပေါင်းကြိုက်တယ်ပုံပေါင်းကြိုက်မှကောင်းတာပါဒီမှာမကြိုက်ရင်မကောင်းကောင်းပါဘူးဘယ်အာယုံကပိုးမကောင်းဘူးအတူတူပဲအာယုံကအာယုံပဲအာယုံကကုသိုလ်လားအကုသိုလ်လားအာယုံကဘာမှကုသိုလ်အကုသိုလ်မရှိဘူးဗျဘာကုသိုလ်ရေးမကြည့်ဘူးကိုအားထုတ်ရမှာကုသိုလ်စိတ်ဟုတ်လားအာယုံတော့အာမထုတ်တော့ဟုတ်ပြီနော်စိတ်ဘက်အားထုတ်ရမှာကုသိုလ်စိတ်ဖြစ်အောင်နေဖို့ပဲတတိတမာတိဉာဏ်ဒီစိတ်တွေ quality ကောင်းတဲ့စိတ်တွေမြင့်တင်နေတာအဲ့တော့ဘယ်အာယုံနဲ့ဆက်မရဘူးလားစိတ်နဲ့ဆက်ထင်ရှားတာတိတာတဲ့အာယုံနဲ့ဆက်မဟုတ်ဝင်ထွက်လိမ့်မှတရားလို့ထင်သွားလိမ့်မယ်ဖောင်းတဲ့ပိန်နဲ့မှတရားလို့ထင်သွားလိမ့်မယ်မောမောရရမှာတရားလို့ထင်သွားလိမ့်မယ်ဟုတ်ပြီနော်တရားဆိုတာဘာလဲတိနေတာနော်တရားဆိုတာတိနေတဲ့စိတ်အဲ့မှာတတိတမာတိဝိရဒနာပညာဘုံ၅ပါးပါတယ်ဟုတ်ပြီနော်ဥမာယောဂီပြောက်လာပြောတယ်ပြီးတော့အိမ်မှာရှင်မြောက်ပြောသလိုဟိုဟာတိတယ်တရားတိနေတာပဲတရားမတက်ဘူးညာဟုတ်တယ်လားအဲ့ဝေးကြည့်တယ်တရားဘာမှတိလာလို့မသိဘူးလေတရားဆိုဘာမှမသိဘူးဘလို့တက်မှကြမှသိမလဲဟုတ်တယ်မလားတရားတက်တယ်ဆိုတော့ဘာပြောတာလဲပြီးတယ်ဆယ်ပါးဒီချင်းနေလာတရားတက်တယ်လို့တော့ဘာလို့နေမှာဒီတတိနဲ့ရှုမှတ်နေလို့အေးမောတတိတမာတိဝိရိယဘုံ၅ပါးခုနဘုံ၅ပါးတွေအားကောင်းလာရင်တက်တယ်ခေါ်တာဟောသူတက်လာတဲ့အတွက်ဟိုကဣတိတာရော့သွားတာအလကားနေရော့မှာမဟုတ်ဘူးဣတိတာသူ့လူလိုရော့မှာမဟုတ်ထုံးတယ်မရှိဘူးအလကားနေပွားနေတာသူကဒီဘက်ကအားကောင်းလာမှဟိုဘက်ကျတော့မှာအဲ့တော့တရားအားထုတ်တယ်ဆိုတာဘာလဲဆိုတော့ဘောကောင်းမှာဒီစိတ်ကြီးအားကောင်းလာတနေ့ကုန်မွေးနေတာဟုတ်ပြီနော်အဲ့တော့မရှိသေးတဲ့တတိတွေရှိလာမရှိမြင်ရတဲ့တမာတိတွေရလာပြီတရားတရားတွေဖြစ်လာပြီဉာဏ်လေးကောင်းလာပြီအဲ့ဒါတရားတဲ့ကောဟိုကမြင်မှတရားမြင်မှမဟုတ်ဘူးဘာလဲမြင်မမြင်ချင်းနေကိစ္စမရှိဘူးတတိရှိနေတရားရှိတယ်အဲ့တော့တရားဆိုတာအားထုတ်တာနဲ့ရောက်ပြီအဲ့တော့ဒီတရားကြောင့်နားမလဲတဲ့အတွက် तू အားတော့ထုတ်တယ်ကိုယ်မအားထုတ်ပြီးတော့ကိုရနေတာလည်းကိုမသိဘူးအဲ့ကြောင့်ထုံးတော်မေးကိုထွက်လာတပြည့်တရားလည်းမတက်ဘူးတရားလည်းမရသေးဘူးအဲ့တော့တရားဆိုတာအားထုတ်တာနဲ့ကိုရှိနေပြီရနေပြီတရားရအောင်လုပ်ရမှာလားတရားရှိအောင်လုပ်ရမှာတရားရှိအောင်ရရင်ရှိနေရပြီပေါ့ကွာဟုတ်တယ်ကွာရှိအောင်ရင်လုပ်ပါဦးဟုတ်လားခုနပြောတယ်ခုနတတိတမားကြီးညာဆွဲမြဲနေအောင်ရင်လုပ်ပါခုနကဘုန်းကြီးပြောလို့ညာဆွဲနေတယ်
အဲ့ယူဖြစ်ဖြစ်ရှုမလို့မရှိပါဘူးဆွဲမြဲအောင်ရေလောက်ထားတာသဘောပေါက်နော်အဲ့တော့အမြဲယောဂီလောက်အလုပ်တစ်ခုပဲရှိရေးကြည့်တော့ယောဂီလောက်မဲ့အလုပ်ကနှစ်ခုရှိတယ်အယူမှန်မှုတတိဆွဲမြဲမှုဒီအလုပ်နှစ်ခုပဲရှိတယ်မဟုတ်ရင်တော့ယောဂီကလာပြီးရှင်းကဘာထပ်လုပ်ရမလဲအမှလုပ်နေတာမဟုတ်ဘူးဘာမှထပ်လုပ်နေရတာမဟုတ်ဘူးကိုလုံးမဲ့အလုပ်ကိုကိုယ့်အကူနားမလဲအဲ့လိုမေးတတ်တယ်ကိုယ့် idea မှာမရှင်းလို့ရှိလာမေးတာကိုဘာလုပ်နေတယ်ဆိုတာကိုယ့်ကိုနားနေလုပ်နေတယ်ဆိုတာမေးကြတယ်ဆိုဟုတ်ပြီနော်အဲ့တော့တတိအကြောင်းတော့ပါသွားပြီနော်တတိပါသွားအခုအယူမှန်မှာပြောအောင်အရေးကြီးဆုံးအဲ့တော့သမာဓိဖြစ်ဖို့အယူဆမှန်လို့နှလုံးသွင်းမှန်လို့အဲ့တော့နှလုံးသွင်းမှန်ရတယ်ဆိုတာဘာကိုပြောရလဲဆိုရင်ကိုမြင်နေတဲ့ experience တွေကိုဘယ်လိုစဉ်းစားလဲဆိုတော့ပြောတယ်ကိုမြင်တဲ့ experience ဆိုတော့ကိုကြည့်နေတာဘယ်နှစ်ခုပဲရှိတယ်ကွာခန္ဓာကိုယ်နဲ့စိတ်နဲ့ဟုတ်လားကိုယ့်ဘက်ကိုပြန်ကြည့်ဒါလည်းတွေ့မှာနော်ကိုပြန်ကြည့်ပါတွေ့မယ်ရုပ်ခန္ဓာရဲ့စိတ်ခန္ဓာရဲ့အဲသူတို့ဘယ်လိုစဉ်းစားဒီရုပ်ဘယ်လိုရုပ်လဲဒီခန္ဓာကိုယ်ဘယ်လိုခန္ဓာကိုယ်လဲငါခန္ဓာကိုယ်ဆိုရင်သွားပြီဟုတ်ပြီနော်ဒီခန္ဓာကိုယ်ကိုကြည့်လိုက်ရင်ဘာတွေ့မလဲပူလာအေးလာမာလာပြောတယ်ခံစားမှုတွေ sensation တွေအများကြီးပဲဖြစ်တယ်သူ့ကိုဘယ်လိုစဉ်းစားငါဟာလို့ယူမလားတဘာဝလို့ယူရမှာစဉ်းစားရင်ရုပ်ခန္ဓာမှာပူလာအေးလာမာလာပြောတာမရှိဘူးလားရှိပါဘူးကိုကြောက်လည်းရှိလားအားလုံးလူတိုင်းမှာရှိတယ်အားလုံးမှာရှိတယ်ဒါကြောင့်မလို့အားလုံးနဲ့ဆိုင်တဲ့အတွက် universal law အနေနဲ့တဘာဝလို့ယူလိုက်လက်ခံစဉ်းစားကြည့်အောင်လက်ခံအဲ့အောင်စဉ်းစားမှသူကလက်ခံစိတ်ထဲမှာပိုင်နိုင်ဖြစ်လာမှသုံးလို့ရမှာနော်အဲ့ဒီ user ဟုတ်ပြီနော်ခန္ဓာမှာဖြစ်တဲ့အားလုံးကိုဖြစ်နေတဲ့အားလုံးကတဘာဝတရားဟုတ်ပြီနော်နောက်ခံစားမှုစိတ်ဘက်မှာဖြစ်နေတာအားလုံးရောခံစားမှုလူတိုင်းမှာမရှိဘူးလူတိုင်းခံစားတတ်တယ်မဟုတ်လားခံစားမှုမရှိဘူးခံစားမှုဟာခံစားမှုပဲတဘာဝတရားကိုယ့်အတူကမယူတော့ဘူးရှင်းတယ်နော်နောက်လက်ခံစိတ်ရောစိတ်ကဘယ်လိုစိတ်လဲသွားပြီအဲ့လိုဆိုစိတ်တဏှုပဒနာရှုလို့မရဘူးဟုတ်လားစိတ်ကိုတဘာဝလို့ယူမှာငါစိတ်ကိုသွားယူသွားပြီအဲ့အယူဆမှမှဝိပဿနာသွားလို့ရတယ်ဘာလို့လဲအဲ့အယူဆကဉာဏ်ဖြစ်နေလို့အဲ့တော့တရားဝိပဿနာအားထုတ်လို့မယ်ဆိုရင်ရှုတဲ့စိတ်ဘက်မှာဉာဏ်ရှိဖို့ရှိရတယ်ဉာဏ်မရှိဝိပဿနာသွားလို့မရဘူးအဲ့တော့အယူမှန်တာတမန်တိဆိုရင်ဘာမှကစဉ်းစားတတ်တာဉာဏ်အဲ့တော့ဒါတွေကရှားမှုနာမရှိမှ knowledge ရှိမှစဉ်းစားတတ်တယ်ဟုတ်နော် knowledge ရှိမှစဉ်းစားတတ်တယ်ဒီလိုမရှိဘဲနဲ့ကိစ္စတစ်ခုကိုဘာမှမရှားဘူးလေကိစ္စတစ်ခုကိုစဉ်းစားတတ်တယ်လောက်တော့လောက်တယ်ဟုတ်ဒီရှားမှုနာကရေးပြီးတယ်ဆိုတော့ဘောပေါ့နော်အခုသင်ပြောရတာအဲ့ information ပေးနေတာအဲ့တော့ရှားမှုဆိုမှသွားစဉ်းစားပြီးလုပ်ဟုတ်နော်ရုပ်မှဖြစ်နေစိတ်မှဖြစ်နေများလို့တဘာဝလို့စဉ်းစားတယ်နော်ဓမ္မတဘာဝလို့စဉ်းစားပုဂ္ဂိုလ်တ attva အနေနဲ့မယူတော့ဘူးဒါမှနော်တဲ့ဒါနဲ့အတာကအနောက်ဆက်အတာဘယ်လိုစဉ်းစားတရားအားထုတ်လို့ရှိရင်အတာဆိုလို့ရှိရင်အားထုတ်လို့မရဘူးပြောကြတယ်နော်ဘာလို့မရလူကမားနေလို့နှလုံးသွင်းမားနေလို့အတန်ကိုအနောက်ဆက်လို့ယူရမှာလားတဘာဝလို့ယူရမှာအဲ့ဆိုရင်အတန်ပေါ်မှာလောဘဒေါသဖြစ်အောင်အနောက်ဆက်လို့ယူရင်ကြားတိုင်းပါဖြစ်တယ်အဲ့တော့အတန်အနောက်ဆက်မဟုတ်နော်အတွေးရောပါလေလူတွေခင်တတ်တာကအတန်ကအနောက်ဆက်လို့ပြင်တယ်အတွေးကအနောက်ဆက်လို့ပြင်အတွေးအနောက်ဆက်မဟုတ်ပါဘူးတွေ့ရပါလေစိတ်ပဲစိတ်ဆိုတာတဘာဝပဲမတွေ့စိတ်ကိုတွေ့ပါဘူးအဲ့ဒါကိုမတွေ့ရဘူးပိတ်ထားအောင်တွေ့မှသိအောင်လုပ်လိုက်အတွေ့လည်းအနောက်ဆက်မဟုတ်ဘူးနော်အတွေ့လည်းတဘာဝလို့စဉ်းစားရမယ်နောက်တစ်ခုကရှုစရာသိစရာအာယုံလို့စဉ်းစားလိုက်ရတယ်သိစရာလို့ယူလိုက်ရတယ်တဘာဝလို့လည်းယူလိုက်ရတယ်ဟုတ်ပြီနော်သိစရာလို့ယူတော့ပြဿနာမဟုတ်ဒါအမှန်ပဲအတိခံရတဲ့ဘောပဲအဲ့လိုဆိုရင်နောက်တစ်ခုရှိတယ်နာညောင်းနေနာကြိုက်နေရားသူ့ဘယ်လိုယူမလဲပြဿနာလို့ယူမလားအနောက်ဆက်လို့ယူမလားအဲ့ဒါဆိုအားလို့ရတယ်